အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့ဒီသတင်းလေးတွေ့မိရပေါ့နော်ကျွန်တော်သုံးဆွဲရမတင်ဘူးဆိုတဲ့အတိုင်းဆေးဝါးတွေပေါ့နော်နောက်တိုင်းဆေးနေတယ်ရောနှောထားတယ်ဆိုတဲ့ဆေးတွေကိစ္စအဲ့ဆေးတွေကကျွန်တော်တို့သတင်းတွေမှာဒါမသုံးသင့်ဘူးလို့တွေ့တာကြားလာပြီဒါပေမဲ့အခုရက်ကွက်ထဲကဆေးဆိုင်တွေသွားကြည့်လို့ရှိရင်လည်းတချို့ဆေးဆိုင်တွေမှာရောင်းနေတော့မယ်ဝယ်တဲ့လူတွေလည်းရှိနေတော့မယ်ပေါ့နော်ဆိုတော့ဒီပုံထဲမှာပါတဲ့ဆေးတွေပေါ့လေဒါကတော့ဒါကျမရေးဝန်ကြီးဌာနကနေပြီးတော့မှကိုကြေညာပြီးတော့သတိပေးထားတာပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာပါလဲဆိုတော့ဒီဆေးတွေတောင်းရင်ဘာဖြစ်မှာလဲဆိုတဲ့ကိစ္စပေါ့နော်အဲ့တော့သူဒီဆေးတွေထဲမှာသူရောနှောထားတာပေါ့နော်များသောအားဖြင့်ဒီကောင်တွေကအကြိုက်ခဲပြောက်ဆေးတွေဖျားကြဆေးတွေအဲ့လိုမျိုးတွေမှာလုပ်တယ်အဲ့တော့စစ်ရောင်နော်စစ်နာတာတွေအတွက်သက်သာတယ်လို့ပြောတယ်အဓိကထည့်ထားတာကပါရာစီတမောရဲ့ diclofenac လို့ခေါ်တဲ့ NSAID အုပ်စုဝင်အကြိုက်ခဲပြောက်ဆေးရဲ့အဲ့ဒီနှစ်ကောင်ပါတယ်ဆိုတော့ပါရာစီတမောကတော့တိတ်အနေမများဘူးဆိုပေမဲ့ diclofenac ဆိုတဲ့ဆေးကတော့နည်းနည်းပြင်းတယ်ဗျအဲ့ကောင်ကကြောက်ကက်ကိုထိတယ်ပမာဏအများကြီးတောက်မယ်ဆိုလို့ရှိရင်ကြောက်ကက်ပြက်စီးစေနိုင်တယ်ဒီတော့ဒီဆေးမှုန်တွေပေါ့နော်ဒီတိုင်းဆေးဆိုပြီးတော့လောက်ထားတဲ့ဆေးမှုန်တွေထဲမှာ diclofenac ကဘယ်လောက်ပမာဏပါလဲဆိုတာလည်းမသိဘူးဘယ်လောက်ချိုးစားနေထည့်ထားလဲဆိုတာလည်းမသိဘူးဒီတိုင်းရောကျင်လို့ရောထားတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကိုတောက်နေတဲ့လူကတော့တေချာပေါက်တစ်ချိန်မဟုတ်တစ်ချိန်ချင်းကြာလို့ရှိရင်ဒါအသေးထိခိုက်မဲ့ကြောက်ကက်ထိခိုက်ပြီးတော့ဆေးရုံရောက်လာပါလိမ့်မယ်ပြီးတော့အဲ့ဒီဆေးတွေကိုကြည့်လိုက်လို့ရှိရင်သူက TMR ဆိုပြီးတော့တိုင်းဆေးမှတ်ပုံတင်ပါတယ်ပေါ့နော်အဲ့တော့ဒါဆေးရောက်တဲ့လူတွေအနေနဲ့တိုင်းဆေးမှတ်ပုံတင်ပါတယ်ဆိုပြီးတော့ဒါတိုင်းဆေးပဲလို့ယူဆမှာဆိုလို့မဟုတ်ပါဘူးသူကဒါနံပါတ်အတုတွေရေးထားတယ်လို့လည်းပြောတယ်ပေါ့နော်ဒါနံပါတ်တိုင်းဆေးဝါမှတ်ပုံတင်အမှတ်အတုတွေရေးထားတယ်ပြီးသွားလို့ရှိရင်ဒါဆေးတွေကလည်းဒါတကယ်တိုင်းဆေးအစစ်မဟုတ်ဘဲနဲ့အင်္ဂလိပ်ဆေးတွေကိုအမှုန့်ချိတ်ပြီးတော့မှထည့်ထားတာပါဆိုတော့ဒီညချက်ကလေးကကျွန်တော်ဒီတိုင်းပုံကိုတင်လိုက်တဲ့အခါမှာတင်လို့မရလို့အဲ့တော့အခုဗီဒီယိုလေးနဲ့ရှင်းပြလိုက်တာဖြစ်ပါတယ်အဲ့တော့ကိုယ့်အသိတွေထဲမှာဒီဆေးတွေတောက်နေတဲ့လူတွေရှိတယ်ဆိုလို့ရှိရင်သတိပေးပါကိုယ်တိုင်လည်းမတောက်မိပါစေနဲ့ဆေးရောင်းတဲ့သူဆိုရင်လည်းမရောင်းမိပါစေနဲ့เนาะကျွန်တော်တို့ကဆေးရောင်းနေဆိုတာလူတွေကိုကူညီပြီးတော့ပတ်စံရှာတာပါလူတွေကိုဒုက္ခပေးပြီးပတ်စံရှာတာမဟုတ်ပါဘူးเนาะအားလုံးကျေးဇူးတင်ပါတယ်